ကျွန်တော်အများအားပြောရင်တော့ဝိတ်ချဖို့အတွက်တတ်တတ်ပဲလေ့ကျင့်ခန်းမလုပ်ပါနဲ့လေ့ကျင့်ခန်းကဘာကြောင့်လုပ်ရမှာလဲအထူးသဖြင့်ကျွန်တော်ပြောတဲ့လေ့ကျင့်ခန်းဆိုတာဒီဝိတ်မှခြင်း resistant workout တွေကိုဘယ်လိုအတွက်လုပ်ရမလဲဆိုရင်နံပါတ်1ကျွန်တော်တို့တန်ပါဖို့နံပါတ်2ခန္ဓာကိုယ်မှာကြွက်သားတွေတိဆောက်ဖို့အတွက်ကျွန်တော်တို့လေ့ကျင့်ခန်းမှာအကျိုးကျေးဇူးတွေအများကြီးရှိတယ်cardiovascular health ဆိုတဲ့ cardio လေ့ကျင့်ခန်းတွေကိုကယ်လိုရီလောင်မှုမလုပ်နဲ့နှလုံးအဆုပ်ကျန်းမာကြံ့ခိုင်မှုတက်ရှိကျန်းမာဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့လေ့ကျင့်ခန်းလုပ်ပါခင်ဗျဝိတ်ချဖို့အတွက်ပဲလေ့ကျင့်ခန်းလုပ်ဖို့ရည်ရွယ်ရင်သိကြတယ်ခင်ဗျမကြခင်မှာလေ့ကျင့်ခန်းလုပ်ဖြစ်မှာမဟုတ်တော့ဘူးဝိတ်နေနဲ့ကျသွားလို့တော့မအားလို့ဆိုရည်ရွယ်ချက်နဲ့အကယ်၍ကိုကလေ့ကျင့်ခန်းလုပ်ခြင်းကတက်ရှိဖို့ကျန်းမာဖို့အနာရောဂါကင်းဖို့ဆေးရုံဆေးကန်းတွေမှာတွားတန်းစီထိုင်ဆောင်နေကြမလို့ဘူးအရွယ်တင်နှုပြိုဖို့ဆိုတဲ့အတွေးနဲ့လေ့ကျင့်ခန်းလုပ်မှဆိုရင်ပြတ်မှာမဟုတ်အဲ့တော့ကျွန်တော်စတယ်ကအုံတော်ထဲမှာဘယ်လိုပုံစံစလဲပေါ့ကျွန်တော်ဝိတ်ချမှတ်စုဆိုတဲ့အသစ်ထွက်မဲ့စာအုပ်ထဲမှာကျွန်တော်ရေးထားတဲ့စာသားလေးတစ်ခုရှိတယ် body transformation ဆိုတာဂျင်ထဲမှာစတာပေါ့ကျွန်တော်ဒီထဲမှာစဘယ်လိုမြင်လဲဆိုတဲ့အမြင်ဘယ်လိုခံစားလဲဆိုတဲ့ခံစားချက်ကနေစတာ